မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးပြီးဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟာဒီမြစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီအိတ်မှာပါရောဒီနေသားတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပေမဲ့ဒီပြည့်ကြောင်းကြတော့အင်မတန်မှ ဟိုမှာကားကြီး ဟုတ်ကားတယ်ဟိုဘယ်ဆက်သွားလို့မရတော့ ရတော့ဘူး ကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါကြီးကို ကားတစ်စီးဟိုမှာ လဲလဲတော့သွားတာမဟုတ်ဘဲနဲ့အရှိ